တော့လောကမှာကျေးဇူးတရားတွေများစွာရှိကြပါတယ်နော်အနန္တောအနန္တဘယ်နှပါလဲ၅ပါးဘုရားရဲ့တရားရဲ့သံဃာရဲ့မိဘရဲ့ဆရာရဲ့နော်ဘုရားရှင်ရှိလို့တရားတော်တွေဒီနေ့ရှိနေတယ်ဒီတရားတော်တွေမပြောင်းမပြည့်အောင်ဒီသံဃာတော်တွေကထိမ့်သိမ်းဆောင်ရှောက်ပေးထားတယ်မိဘရှိလို့လူဖြစ်ခွင့်ရတယ်ဆရာသမားတွေရှိလို့မိမိတို့တတ်သိတဲ့ပညာတွေရရှိထားတယ်ဟုတ်တယ်နော်အားလုံးကိုကြည့်လိုက်ရင်နန္ဒောနန္ဒ၅ပါးစလုံးမှာကျေးဇူးရှင်တွေဖြစ်တယ်ဘာတွေဖြစ်ကျေးဇူးရှင်တွေနော်အဲကျေးဇူးတရားတွေကြည့်လိုက်ရင်တမန်မဟုတ်ဘူးအင်ပဒံများပြားတဲ့ကျေးဇူးတွေဟုတ်ပြီနော်ဘုရားရှင်ရဲ့ကျေးဇူးတရားတော်ရဲ့ကျေးဇူးတွေကြောင့်မြင်မြင်ကြံနေရတယ်သံဃာတော်ရှင်သူမြတ်တွေရှိလို့ဒီနေ့လူဒီတရားမျိုးတွေနိုင်ခွင့်ရနော်မိဘရှိလို့လူဖြစ်ခွင့်ရတယ်ဆရာသမားတွေရှိလို့မိမိတို့ဒီနေ့ကာကြီးမအာအစုံဒီ33လုံးကစလို့ဒီအတတ်ပညာတွေနော်ခုသင်ကြားထားတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့နာပုသင်္นานတွေဟုတ်လားဆုံးနေပြီမလားပညာတွေနော်အဲ့တော့ဒီကုသိုလ်ဒီလိုမျိုးရရှိထားတဲ့ပညာတွေနော်မိမိကိုပေးခဲ့တဲ့ကျေးဇူးတရားတွေအားလုံးပြန်ကြည့်အနန္တဆိုတာကနအန္တောနန္တောဆုံးပိုင်းခြားရည်ရွယ်သောနမရှိအနန္တောဆုံးပိုင်းခြားရည်ရွယ်သောနမရှိဘူးတဲ့အနန္တဆိုတာဆုံးပိုင်းခြားမရှိတာကိုပြောတာအနန္တဆိုတာဆုံးပိုင်းခြားမရှိခြင်းကိုခေါ်တယ်နော်အဲ့တော့အဆုံးပိုင်းခြားမရှိတဲ့မိဘတို့ရဲ့ကျေးဇူးဒါလေးပြောမယ်အဆုံးပိုင်းခြားမရှိတဲ့မိဘတို့ရဲ့ကျေးဇူးမိမိတို့ဆက်လို့လည်းမကုန်နိုင်ပါဘူးနော်သို့ပင်များတော့လည်းမိဘကျေးဇူးကိုနားလည်ပြီးတော့သိရှိပြီးတော့မိမိဆက်နိုင်တွေ့ဆက်ကြပါဆိုရင်လောက်ကင်ရှာဖွေကျွေးမွေးပြုစုဆောင်ရှောက်ဒါကသူတော်ကောင်းနေမှာခဲ့တာဘယ်သူမှာခဲ့တာလဲသူတော်ကောင်းနေလောက်ကင်ရှာဖွေကျွေးမွေးပြုစုဆောင်ရှောက်ပြောကြည့်ပါဦးလောက်ကင်ရှာဖွေကျွေးမွေးပြုစုဆောင်ရှောက်အဲ့ဒါတွေနဲ့မညီမညွတ်ဘူးဆိုရင်တော့မိဘတွေကိုမိကပြစ်ထားခဲ့မယ်ဟုတ်လားမိဘတွေကိုမိဘမှမသိဘူးဒီလိုဆိုရင်တော့လောကရဲ့ပြစ်ဒဏ်ကိုခံရလိမ့်မယ်လောကရဲ့ပြစ်ဒဏ်ဆိုတော့လောကနေဒီအပြင်မိဘကျေးဇူးဆက်ကြတယ်ဒါကိုမပြုလုပ်မဆောင်ရွက်ဘူးဆိုရင်အလုံးသူတော်ကောင်းတွေကဲ့ရဲ့ခံရလိမ့်မယ်ပါတယ်လေသူတော်ကောင်းတွေကဲ့ရဲ့ခံရလိမ့်မယ်နော်အဲ့တော့သူတော်ကောင်းတွေကဲ့ရဲ့တာသိကြဖို့ကောင်းသူရုံမာတွေရောက်တရား1000ကဲ့ရဲ့ခံရတာတဲ့သူတော်ကောင်းတယောက်ကဲ့ရဲ့ခံရတာသိကြဖို့ကောင်းနော်ဒီတော့မိဘတွေကိုပြစ်မထားနဲ့ပေါ့နော်ဒါပေမဲ့ဆက်လို့မကုန်နိုင်တဲ့မိဘမြတ်တာမြတ်စွာဘုရားကြတော့ဒီလိုမဟုတ်ဘူးဘုရားရှင်မာရကမိဘကျေးဇူးဆက်လို့မကုန်နိုင်တော့လေကြေနိုင်သမျှကြေအောင်ဆက်တဲ့မိလေးတော့ရှိတယ်ဘုရားရှင်ကပြောတာနော်ကြေနိုင်သမျှကြေအောင်ဆက်တဲ့မိလေးပါအဲ့ဒါဘာလဲဆိုတော့တရားတရားမရှိသေးသောမိဘတွေကိုတရားတရားရှိအောင်တစ်ချက်ပါမယ်နော်တရားတရားမရှိသေးသောမိဘတွေကိုတရားတရားရှိအောင်တရားတရားရှိပြီးသားမိဘဆိုရင်တရားတရားတိုးအောင်မနေ့ချက်လေနှစ်ချက်ပြောကြည့်ပါဦးတရားတရားမရှိသေးသောမိဘတွေကိုတရားတရားရှိအောင်တရားတရားရှိပြီးသားမိဘဆိုရင်တရားတရားတွေတိုးပွားအောင်မနေ့ချက်နှစ်ချက်နော်အဲ့ဒါဘာလဲဆိုတော့တတ္တာဆိုတာယုံကြည်မှုကိုခေါ်တယ်တတ္တာဆိုတာဘာလဲယုံကြည်မှုမိဘတွေဟာတဲ့ဘုရားပေါ်မှာယုံကြည်မှုကင်းမဲ့တဲ့တရားတော်ရဲ့ပေါ်မှာယုံကြည်မှုကင်းမဲ့တဲ့သံဃာတော်ရှင်သူမြတ်တွေရဲ့ပေါ်မှာယုံကြည်မှုတွေကင်းမဲ့နေတယ်နောက်ချက်ကံရဲ့အကျိုးကိုလည်းယုံကြည်မှုတွေနေနေတယ်မရှိဘူးပေါ့နော်မရှိဘူးဆိုရင်ဘာလို့ရှိအောင်ကျေးဇူးဆက်တရားတရားတွေမရှိသေးတဲ့မိဘတွေကိုတရားတရားရှိအောင်နော်ဘုရားကိုယုံကြည်အောင်တရားကိုယုံကြည်အောင်သံဃာကိုယုံကြည်အောင်ကံရဲ့အကျိုးကိုယုံကြည်အောင်
ယုံကြည်တဲ့တရားတရားတွေရှိအောင်ဘာလုပ်ပြကျေးဇူးဇံကဲရှိပြီးသားဆိုရင်တရားတရားတွေတိုးပွားအောင်များပြားလာအောင်တိုးပွားလာဘုရားကိုပုံမှန်ထက်ကြီးညိုတယ်ဆိုတာတဲ့ဘုရားပုံမှာယုံကြည်ပြီးတော့ဘုရားဟောခဲ့တဲ့တရားတွေကိုတကယ်တမ်းလေ့လာလိုက်စားနာကြားတာကိုခေါ်တာပေါ့နော်အထူးသဖြင့်ပုံမှန်အဖြစ်တရားတော်သီလတွေစောင့်ကြည့်ပါတယ်တရားတော်တွေတော့နာကြားပါတယ်အဲ့ဒီအရှင်ကနေကြောလွန်တဲ့ဝိပဿနာတရားတွေနော်ဘဝနေဝင်ချိန်မှာမိဘတွေမျက်စိမှိတ်ရတော့မယ်ဆိုရင်ပြုံပြုံလေးတည်တတ်အောင်ပြုံပြုံလေးဘဝကိုကူးနိုင်အောင်ဘုရားကျေးဇူးဆံပါလေသားသမီးတွေကကျေးဇူးဆက်ရမယ်ဟုတ်ပြီနော်ငငယ်တုန်းကသားသမီးတွေကိုဘုရားကြောင်းတာမိဘကကြောင်းထားတယ်အမေပေးတွေကကြောင်းထားပေးတယ်အသက်ရွယ်ကြည့်လိုက်ရင်သူတို့ကိုမလုပ်ပြရပြန်ပြီးတော့ကြောင်းထားပေးကြောင်းအပ်ပေးသမီးမှတ်တာနော်အဲ့တော့ကြောင်းထားပေးကြောင်းအပ်ပေးဆိုတော့အခုအဖေတို့အမေတို့ကသီလစောင့်တည်ဖို့ဥပုပ်ရဲ့သွားကြသွားဖို့အတွက်အခက်အခဲတွေသူတို့ရှိနေတယ်တခါတလေနေတော့စိတ်မကြဘူးအိမ်ကစိတ်မကြဘူးအတင်းနဲ့ပြီးနဲ့စိတ်မပြေဘူးဟုတ်ပြီအဲ့အတွက်ကိုစိတ်ချမလုပ်ဘူးဟုတ်ပြီနော်သားသမီးတွေကမိဘတွေကိုကျေးဇူးဆက်တဲ့နေမှာသူတို့ဘာလိုအပ်နေတယ်ဘာတွေခက်ခဲနေတယ်ဘာတွေနောက်ဆန်တင်းနေလေအဲ့ဒါတွေကိုကိုယ်ဖြည့်ဆည်းပေးလိုက်အဲ့ဒါဟုတ်တယ်ဒါပေမဲ့တို့ကလေးစိတ်မချအောင်အဲ့ကလေးစိတ်ချအောင်လုပ်ပေးလိုက်နော်သွားရေးလာရေးကလိုတာမှတ်လို့လွယ်အောင်လုပ်ပေးလိုက်ဟုတ်ပြီလားအဲ့ဒီတင်းနေတဲ့အရာတွေအကုန်လုံးဖြတ်တောက်ပေးနိုင်ရင်ဒါကျေးဇူးဆက်ရရောက်ပြီဟုတ်ပြီနော်ကဲဟုတ်ပြီအဲ့ဒီတဲ့ပို့လုံးပြီးတော့တာလုံးပြီးတော့ကြည်ညိုတဲ့တရားတရားတွေတိုးပွားလာအောင်ပေါ့ဘယ်လိုပြောမလဲတရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့အာထုတ်ခြင်းနဲ့အာထုတ်တဲ့တရားတရားတွေနဲ့ပြည့်ပြည့်ဝဝအာထုတ်လာတဲ့ဒီဓမ္မအသည့်လေးတွေဟာဘဝကူကောင်းနိုင်အောင်ဒီတရားမှာအမထုတ်ရရင်တို့မနေတတ်တော့ငါ့တရားအာထုတ်ဖို့ရငါ့ကိုမတားနဲ့တော့လို့ဖြစ်လာရမယ်ပထမတော့သွားကိုမသွားချင်တာလေတွန်းဖို့ဟုတ်တယ်မလားသမီးကဘာလုပ်ပြအတင်းတွန်းဖို့ပြီးတော့နော်ဟုတ်လားအဲ့လိုမျိုးမှတ်နော်အဲ့တော့တရားတရားမရှိသေးရင်ရှိအောင်ရှိပြီးသားဆိုရင်တော့ဒုဘဟုတ်ပြီနော်အဲ့တော့တတ္တတရားယုံကြည်ကံကံကြီးအကျိုးတွေယုံကြည်ပြီးတော့တရားဓမ္မတွေကိုရှာဖွေတတ်လာအောင်အာထုတ်တတ်လာအောင်အစဉ်ကိုရအောင်ပို့ဆောင်ပြီးအဲ့ဒါမိဘကျေးဇူးစံကြီးပဲဘယ်သူဟောတာလဲဘုရားဟောတာဟုတ်ပြီနော်စောစောကပြောခဲ့တဲ့သူတော်ကောင်းတွေမှာကတော့မိဘတွေကိုလောက်ကိုင်းရှာဖွေကျွေးမွေးပြုစုဆောင်ရှာဒါကသူတော်ကောင်းတွေမှာတယ်ဒီဘုရားမှာကတော့တရားတရားမရှိသေးရင်တရားတရားရှိအောင်တရားတရားရှိပြီးသားဆိုရင်တရားတရားတိုးပွားအောင်ဟုတ်ပြီနော်အဲကြောင့်မိဘကျေးဇူးကြီးမားတဲ့အတွက်ကြောင့်သမီးကဒီနေ့ဒီအသီးလေးတွေနဲ့ကိုမိဘတွေကိုကျေးဇူးဆက်ရမယ်နော်အဲ့ဒီလိုကျေးဇူးဆက်တဲ့အခါကျမိဘနှစ်ပြားရှိနေပါလေကျေးဇူးမသိမစက်တိကတသက်လုံးလုံးလူဖြစ်ရှုံး၏ဒါလေးမှတ်ထားမယ်နော်မိဘနှစ်ပြားရှိနေပါလေကျေးဇူးမသိမစက်တိကတသက်လုံးလုံးလူဖြစ်ရှုံး၏မိဘနှစ်ပြားမိဘနှစ်ပါးရှိနေပါတော့လေကျေးဇူးမသိဘူးမဆက်သိဘူးဆိုရင်တသက်လုံးလုံးဘာဖြစ်လဲလူဖြစ်ရှုံး၏လူဖြစ်တော့လေလူဖြစ်ရှုံးနေနော်အဲ့တော့သမီးလူဖြစ်မရှုံးစေနဲ့ဟုတ်ပြီနော်လူဖြစ်မရှုံးစေနဲ့မိဘကျေးဇူးကိုစက်တအောင်စက်လောကမှာအဖေရှိရင်အဖေနဲ့ပတ်သက်တဲ့ကုသိုလ်တွေကိုရအောင်ယူတတ်ရတယ်အမေရှိရင်လည်းအမေနဲ့ပတ်သက်တဲ့ကုသိုလ်ကိုရအောင်ယူမိဘရဲ့ကျေးဇူးကိုတတ်သိပြီးတော့ကျေးဇူးတရားတွေကိုသိနိုင်တဲ့စနိုင်တဲ့ပုဂ္ဂိုလ်တွေမှာဘယ်တော့မှမဆင်းရဲဘူးဆင်းရဲသည့်ကံအကြောင်းမလားလို့ဆင်းရဲတော့ပြောင်းလဲနဲ့ဆင်းရဲတယ်ဟောချောက်မလို့ဟုတ်ပြီနော်အဲ့တော့မိဘကျေးဇူးကိုသိပြီးတော့စနိုင်အောင်ကြိုးစားဖို့ဟုတ်ပြီလားအဲ့ဒီလိုပဲမိဘနှစ်ပြားရှိနေပါလေကျေးဇူးမသိမစပ်ပြီးကတသက်လုံးလုံးလူဖြစ်ရှုံးတယ်လူဖြစ်ရှုံးတယ်ဘဝကိုမရောက်စေနဲ့နော်
ဒါကြောင့်အတန်းမှာအလူကံပုဂ္ဂိုလ်ဆိုတာအတန်းမှာရှိတယ်လို့ဘုံဘုံတော်အမြဲတမ်းသုံးသင်ဆုံးပါတယ်အလူကံပုဂ္ဂိုလ်ကအတန်းမှာမေးလိုက်တယ်အလူကံပုဂ္ဂိုလ်ဘယ်မှာလဲဘုန်းကြီးเจ้าမှာလေဘုံဘုံတွေဒီလိုပြောတာဟုတ်ပြီနော်အလူကံပုဂ္ဂိုလ်ဆိုတာအနားမှာရှိအဲ့ဒါဘယ်သူတွေလဲအဖေနဲ့အမေပဲအဲ့တော့အဖေနဲ့အမေကိုအလူကံပုဂ္ဂိုလ်လို့သဘောထားပြီးတော့မိမိတို့ကကျိုးမွေးရမယ်ပြုစုရမယ်စောင့်ရှောက်ရမယ်စောစောပြောတဲ့တရားတရားတွေရှိအောင်ရှိပြီးသားဆိုပါတယ်လေတိုးအောင်ဒါတွေပေးလူတက်ရမလုပ်တာနဲ့ပေးလူတက်ရမယ်ဘသူတာဝန်အာသမီတို့ရဲ့တာဝန်နော်အဲကြောင့်အလူကံပုဂ္ဂိုလ်ဆိုတာမာတာမိခင်ဖခင်ရဲ့သာလူလေမာတာမိခင်ဖခင်အဖေနဲ့အမေမာတာမိခင်ဖခင်ရဲ့သာလူတိုင်းသိထားကြစီရာမသိလို့သာမိထားရင်ဖြင့်အတွင်းတန်တိခံပြရမှာမသိလို့မိထားရင်တစ်ချိန်ကျအတွင်းတန်ဆိုတာနောင်တတွေရသွားလိမ့်မယ်မသားသမီးကငါ့ကိုပြစ်ထားတယ်ငါ့ကိုမကြည့်ဘူးမရှောက်မဆောင်ရှောက်ဘူးဟုတ်ပြီငါတုံးကရောဩငါတုံးကလည်းဒီလိုပဲလေနောင်တကြီးဖြစ်နေမယ်နော်ဟုတ်ပြီလားအဲ့ဒီလိုမဖြစ်ရအတွင်းတန်တိခံမြင်ရမှာဒီဝေဒနာဆိုတာဘယ်တော့ခါမှကုစားမရပါကုစားလို့မရဘူးနောက်ဆုံးပဲဟုတ်လားအပြစ်ရှိတဲ့လူသားတယောက်ကိုတရားမင်းအောင်ကယ်ခွင့်မရနိုင်ပါအပြစ်ရှိတဲ့လူသားဖြစ်တရားမင်းအောင်ဆင်ကယ်လို့မရဘူးအဲ့ဒီအဖြစ်မျိုးမကြုံရအောင်သမီးလေးကိုဆုံးပါလားနော်အပြစ်ရှိတဲ့လူသားတို့မို့တရားမင်းအောင်ကယ်ခွင့်မရနိုင်တာဒါတွေသိအောင်ကြိုးစားပါဒါတွေသိရင်ပေးလူပါအလူကံဆိုတာမိခင်ဖခင်ပါပဲဗျာတဲ့လူကံဆိုတာဘုရားအမေနဲ့အဖေပါပဲเนาะအဲ့တော့အနားမှာရှိတဲ့အမေနဲ့အဖေတွေကိုဘယ်တော့မှပြင်မထားပါနဲ့အလူကံပုဂ္ဂိုလ်လို့သဘောထားပြီးတော့ကြွပါမွေးပါစောင့်ရှောက်ပါဘုရားရှင်ရဲ့အဆုံးအမတိုင်းတရားမရှိသေးရင်ရှိအောင်ပြုလုပ်ပေးပါရှိပြီးသားဆိုရင်တော့တို့ပါအောင်လုပ်ပေးပါเนาะအဲ့တော့မိဘတွေသာသနာပြုနိုင်အောင်လှူနိုင်အောင်တန်းနိုင်အောင်ဘုရားတကာဘုရားမကြီးဖြစ်အောင်ယန္တကာရမကြီးဖြစ်အောင်သာသနာဒိုင်ကမကြီးဖြစ်အောင်ဘယ်သူမှတာဝန်ရှိသာသမီမှာတာဝန်ရှိမိမှာတာဝန်ရှိရဲ့မှတ်တာနော်မိတို့လှူကြတန်းကြသာသနာပြုလုပ်ငန်းတွေလုပ်ကြလုပ်ရမယ်အချိန်တန်ပြီးလုပ်ရမယ်အရွယ်ရောက်ပြီးဒီလိုမျိုးတွေအသီးတရားတွေကိုသာသမီတွေကဒါတွေကိုပြဆက်နိုင်ရမယ်လို့အဲ့ဒီလိုမျိုးသိရမယ်နော်ဒါကြောင့်ဒီကနေ့မိဘကိုကျေးဇူးဆက်ပြီးတော့မိဘရဲ့ကျေးဇူးတရားတွေသိပြီးတော့မိမိတို့ဘဝမှာအောင်မြင်သောသူတွေချမ်းသာသောသူတွေကြွယ်ဝသောသူတွေဘယ်ခါမှဆင်းရဲဆိုတဲ့စကားကိုမကြားရဘဲနဲ့ဉာဏ်သာသာနဲ့သာသနာပြုနိုင်တဲ့သူတော်ကောင်းတွေသာဖြစ်ပါစေကြောင်းဆုတောင်းပတ္ထနာပြုလိုက်ရပါပေကုန်တော့တည်း